ဒီရဲ့အတိုင်းမှာပေါ့နော်အခုဒီရဲ့ပတ်ဆောင်ရဲ့ကောင်းဆုံးလို့မှာဒီ special guest တွေတူကိုဖိတ်ခေါ်ကြပါတယ်special guest တွေ treasure